အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ကွန်ပျူတာကိုဘာတွေဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားဘူးလားဈေးကွက်ထဲမှာကိုယ့်ထက်ညံ့တဲ့ပစ္စည်းတွေကဘာလို့ပိုရောင်းအောင်ဘာတွေဖြစ်နေရဲဆိုတာစဉ်းစားဘူးတယ်မဟုတ်လားကျန်ကားတွေအများကြီးသုံးစရာမလိုပဲလူတွေကမင်းအကြောင်းကိုတရက်အလူရက်ပြောလာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်ဒီနေ့မှာတော့ဂျွန်နဲ့ဘာကာရဲ့Cognitiveဆောက်တဲ့အောင်မြင်တဲ့လုပ်ငန်းကြီးတွေသုံးနေတဲ့လက်တွေ့ကျတဲ့နည်းလမ်း၅ခုကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမဆုံးချက်က social currency ပါလူတွေကသူတို့ကိုကြည်ကောင်းစေမယ့်အရာတွေကိုပဲမျှဝေစီကြတာပါကိုယ့်ရဲ့ဖောက်တယ်တွေကိုအတွင်းတိတွေလို့ခံစားအောင်လုပ်ပေးပါဥပမာစိုက်မှာလူတိုင်းမှားလို့မရတဲ့ secret menu တခုထားလိုက်ပါအဲ့ဒီ menu ကိုသိတဲ့လူကသူ့တငယ်ချင်းတွေကိုပြန်ပြောပြတဲ့အခါမှာသူကငါဟာအတွင်းတိကွာဆိုပြီးခေါ်ယူတဲ့အနေနဲ့ပြောပြပါလိမ့်မယ်မင်းရဲ့လုပ်ငန်းမှာရောလူတိုင်းပဲသိတဲ့နှုတ်ဝချက်ပါရှိလဲဒုတိယချက်ကတော့ trigger ပါ talk of mind tick of time လို့ခေါ်ကြတယ်လူတွေကတတိယမှပြောမှာပါမင်းပစ္စည်းကိုနေ့စဉ်မြင်ရတဲ့အရာတစ်ခုနဲ့ချိတ်ဆက်ပါဥပမာ coffee တောက်တိုင်း kick စားပါဆိုတဲ့ကြော်ညာမျိုးပေါ့မင်းကဘူးတော့ဝန်ဆောင်မှုပေးနေရဆိုတင်းနာနေမနေ့တိုင်းဖက်ရမယ်အကြံပြုချက်ဆိုပြီးအချိန်တစ်ခုနဲ့ချိတ်ဆက်ထားပါအဲ့ဒီအချိန်ရောက်တိုင်းမင်းကိုတတိယနေအောင်လုပ်ထားပါနံပါတ်3ချက်က emotion ပါဒါပေမဲ့ဒီထားဖို့ကစိတ်လှုပ်ရှားမှုတိုင်းဟာဘာတွေမဖြစ်ပါဘူးလူတွေအံ့ဩစေမဲ့ဒါမှမဟုတ်ရင်မောစေမဲ့ຢာတွေလုပ်ပြပါမင်းရဲ့ဖြောဆက်ကဘယ်လောက်ထိအားကောင်းကြောင်းဆိုတာဥပမာပေါ့နော်အားကောင်းကြောင်းဆိုတာပြပါ iPhone ထည့်ပြီးကြိတ်ပြတာမျိုးငါမျက်စိကကောင်းပါတယ်လို့ပြောမယ်အစားဘယ်သူမှမယုံနိုင်တော့တဲ့ရလက်ကိုဗီဒီယိုနဲ့ပြလိုက်ပါနံပါတ်4ကတော့ public ပါ monkey see monkey do ပါလူတွေကအခြားလူတွေလှုပ်တာမြင်မှလိုက်လှုပ်တာပါကိုယ့်ပစ္စည်းကိုသုံးနေတာမြင်တာအောင်လုပ်ပါဥပမာ Epic ကနေချက်ကိုအဖြူအောင်ထုတ်လိုက်တာလူမြင်ကွင်းမှာထင်ရှားစေခြင်းလို့ပါဥပမာကို online shop ဆိုရင်ဖောက်တယ်တွေကပစ္စည်းရတဲ့အခါတပုံရိုက်ပြီး story တင်ခြင်းနေရကောင်းတဲ့ unboxing experience လှလေးတွေဖန်တီးပြီးဖို့လိုပါတယ်နောက်ဆုံးချက်ကတော့practice ပဲလို့ပါလူတွေကအခြားလူကိုကူညီချင်ကြတယ်မွေးချွေတာနီး၅ချက်ဒါမှမဟုတ်ရင်ဒါကိုတစ်ထပ်ပုံမြင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အသုံးဝင်တဲ့ tip တွေကိုမျှဝေပါမင်းရောင်းတဲ့ပစ္စည်းနဲ့ပတ်သက်ပြီးလူတွေကတကယ်အသုံးဝင်တဲ့ဘူးဆိုတာပြီးရင်သူတို့ကအခြားလူတွေကိုတဆင့်မျှဝေပေးပါလိမ့်မယ်ဒီအခုပြောရတဲ့အချက်၅ချက်တွေကကိုဘယ်အချက်ကိုအရင်ဆုံးစမ်းကြည့်မလဲဒီနေ့ပဲတစ်ချက်လောက်စမ်းကြည့်ပါရက်လက်တွေကိုကောင်းကောင်းပြန်ပြောပြခဲ့ပါအောင်စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်တဲ့ကြတဲ့နည်းလမ်းတွေကိုအမြင်လေးလာခြင်းနဲ့ဒီ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်